ချဲစီပါဝင်နောက်ထပ်3ပွဲပြီးရင်အေဘော်ကနေခေါင်းနဲ့ဆင်းရဖို့များနေတယ်အမိုရီရဲ့နေရာအတွက်ဘယ်နည်းပြအသင့်တော်ဆုံးဖြစ်မလဲအများတန်းလူပြောများစရာတွေဖြစ်နေရသလိုပရိသတ်တွေကိုဖျော်ဖြေမှုလည်းအပြည့်ပေးနိုင်တဲ့ KG United တို့ကတော့လာမယ့်ပတ်မှာ Chelsea နဲ့ထိပ်တိုက်ရင်ဆိုင်တော့မှာပါ United က Old Trafford ကွင်းမှာ Chelsea ကိုဧကန်စားသွားမှာဖြစ်ပါတယ် United Old Trafford ကွင်းမှာနောက်ဆုံး12ပွဲမှာတပွဲမှမရှုံးတဲ့မှတ်တမ်းကိုထိန်းသိမ်းထားတယ်နောက်ဆုံးရှုံးမဲ့နောက်73ရာသီကဖြစ်ပါတယ်အဲတုန်းက United က Chelsea ကို 1-3 နဲ့ရှုံးခဲ့ရပါတယ်အဲ့မှတ်တမ်း Old Trafford က Chelsea ရဲ့ပွဲစဉ်ကိုစိတ်ဝင်စားစရာကောင်းနေစေပါတယ် Chelsea ကနေပြ Enzo Maresca လက်ထက်မှာထိပ်တန်းစွမ်းဆောင်နေပြသထားပြီးတော့ United ကတော့ Amorim လက်ထက်မှာရလဆိုးတွေနဲ့ရုန်းကန်နေရပြီးဂုံးကောက်စရာမရှိတဲ့အခြေအနေထိကိုရောက်နေရပါတယ်။ဘုတ်ဖွဲ့က Amorim ကိုဆက်လက်ထောက်ခံထားပေမဲ့လာမယ့်3ပွဲမှာရလမကောင်းရင်ထုတ်ပယ်မယ်ဆိုတဲ့သတင်းတွေထွက်နေတာပါ။ဒီအချိန်မှာ United လက်ရှိလူစင်းနဲ့ကိုင်းညီမဲ့နီးပြတွေကဘယ်သူတွေဖြစ်နိုင်မလဲ။ Amorim က United ကိုကိုင်းရွယ်လာခဲ့တာတစ်နှစ်ပြည့်တော့မှဖြစ်ပေမဲ့ခုချိန်ဒီအသင်းကိုတူတနန်နေထားမရောက်ရှိအောင်စွမ်းဆောင်ပြမထားနိုင်ပဲထုံးစံမပြတ်ရုန်းကန်လျက်ဆက်ရှိနေရဆဲဖြစ်ပါတယ်။ဒီနေ့ဘောလုံးရာသီမှာဆိုရင်ပရီးမီးယားလိ4ပွဲကာရောဖလား1ပွဲ5ပွဲကစားထားပြီးပါပြီအဲ့ထဲမှာဘန်လီကို 3-2 နဲ့နိုင်ရခဲ့တဲ့ပွဲကလွဲလို့ကျန်တဲ့ပွဲတွေအားလုံးကိုရှုံးထားပါတယ် Grimsby Town လို့အသင်းမျိုးတော်မှာရှုံးခဲ့ရတာကဘလို့မှလက်ခံပေးလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဘုတ်ဖွဲ့အမိုရင်ကိုထောက်ခံထားစေဆိုပေမဲ့တရားကိုင်တော့အပြည့်တော့မာမမတ်ရက်တီပေးနေရမျိုးတွေမရှိတော့ပါဘူးဘာဖြစ်လဲဆိုတော့လက်ရှိဝယ်ပေးထားလူစင်းကဥရောပဝင်ခွင့်အောင်စိန်ခေါ်နိုင်တဲ့အနေအထားမျိုးမှာရှိနေပြီလို့ Red Clay ကထိမင်စထားလို့ပါပဲဒါကြောင့်နောက်ထပ်3ပွဲလောက်ထပ်ပြီးတော့စောင့်ကြည့်လို့ဘာမှထူးခြားမလာဘူးဆိုရင်တော့အမိုရင်ကိုထုတ်ပြစ်မယ်လို့သတင်းတွေထွက်လာပါတယ်အမိုရင်ရဲ့3-3စားကွက်ကပရီးမီးယားလိရဲ့ပြင်းထန်တဲ့ဖိအားနဲ့မကိုက်ညီဘူးလို့ဝေဖန်ခံနေရပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် iPad ခွန်ရှိကိုနဲ့ 5 Mix ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်3994544654ကိုဆက်သွယ်လိုက်ပါသူရဲ့ကစားပုံက Sport မှာအောင်မြင်ခဲ့ပေမဲ့ United ရဲ့လက်ရှိလူစင်းနဲ့မလိုက်ဖက်ဘူးလို့ပရိသတ်တွေကမြင်နေကြပါတယ် Bruno Fernandes တို့ကစားမတွေကတိုင်းစစ်မှာထိရောက်ပေမဲ့ Amorim ရဲ့ Nice ကသူတို့ရဲ့အကောင်းဆုံးစွမ်းအင်ကိုဖော်ထုတ်မပေးနိုင်လို့ဝေဖန်ခံနေရပါတယ်ဒါပေမဲ့ခံစစ်ပိုင်းလည်းခုချိန်นี้တည်ငြိမ်မှုမရှိသေးတာတွေ့ရပါတယ်ဘာပြောဒီမိုဒီရင်နဲ့ကတော့ Amorim အနေနဲ့လာမယ့်3ပွဲမှာလည်းခုလိုမျိုးလုံးလေချားလေလိုက်နေဦးမှာပါတကယ်လို့အဲ့3ပွဲမှာသာရလမကောင်းဆိုတော့ Amorim လည်းရှေ့ရနောင်တော်ကြီးတွေလိုမျိုးပဲအထုပ်ဆွဲပြီးတော့အိမ်မော်ကနေဆင်းရဖို့ရှိနေပါတယ် Amorim ကိုထုတ်ပယ် United လက်ရှိလူစင်းနဲ့ကိုင်းညီမဲ့နီးပြတွေဘယ်သူတွေဖြစ်နိုင်မလဲ United လူစင်းနဲ့ကိုင်းညီမဲ့နီးပြတွေကပရီးမီးယားလိရဲ့ပြင်းထန်တဲ့ဖီးယားကိုခံနိုင်ရှိပြီးလူငယ်ဆောင်မတွေကိုအကောင်းဆုံးစွမ်းရည်ထုတ်ဖော်ပေးနိုင်တဲ့နီးပြတွေဖြစ်ရမယ်ပထမတစ်ယောက်ကတော့ Graham Potter ပါ Potter United နဲ့ဖြစ်နိုင်နေရှိတဲ့နီးပြတူပါသူက Brighton မှာ2019ကနေ2022အတွင်းအသင်းကိုဇာတ်လေလက်နေရာမှာမာကျော်တဲ့ရက်တီမှုမျိုးနဲ့ထားခဲ့ပြီးတော့ Chelsea မှာကစားပုံစံအသစ်ကိုတိစောက်ဖို့ကြိုးစားခဲ့တယ် Chelsea မှာအချိန်များခဲ့ပေမဲ့ Potter အရေးချင်းရှိပြီးသားနီးပြဖြစ်တယ်လို့ United နဲ့လည်းကာလာရှည်သတင်းထွက်ထားပြီးဖြစ်ပါတယ် Potter သာဆိုရင် Bruno နဲ့ Casillo ကိုတေချာလေးနေရာချထားကစားနိုင်မှာပါဒါပေမဲ့ Potter အားနည်းချက်ကတော့ဖီးယားမှာရုန်းကန်လေးရှိတတ်တာပါလက်ရှိ United အနေထားနဲ့ Potter နဲ့တိတ်အဆင်မပြေနိုင်တော့ပါဘူးပိုချက်တီနိုတို့လိုနီးပြမျိုးတွေလည်း United နဲ့သတင်းတွေထွက်နေမဲ့လက်ရှိကာလလက်ရှိချင်းတွေရ United လက်ရှိလူစင်းနဲ့ကားညီမှုရှိနိုင်သောနီးပြဆိုးရှားလို့ပဲမြင်ပါတယ်ဆိုးရှားရဲ့ကောင်တာတိုက်စီတွေက United ကိုပြန်ပြီးတော့အဆင့်မြင့်တင်ပေးနိုင်မှာပါခုလဲဆိုးရှားနဲ့သတင်းတော်ထွက်နေပါတယ်ဘော်ရာတို့ဘယ်လိုမြင်ကြလဲဆိုးရှား United နဲ့တင်းတော်မဲ့နီးပြလားကိုထင်မြင်ချက်ကိုပြောပြခဲ့ပေါ့စုံနေကြည့်ပြီးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်